Okay အားလုံးမင်္ဂလာပါဒီနေ့ကျွန်တော်15ရက်နေ့ပေါ့နော်တနင်္လာနေ့ကျွန်တော်အခမ်းအနားတစ်ခုတက်ခဲ့ရတယ်ပေါ့နော်ကျွန်တော်ဖိတ်တဲ့အတွက်ပေါ့နော်မှန်တော့မီဒီယာရိုက်ကူးရေးအနေနဲ့ပဲဖိတ်တာလားမျိုးသားကြီးတက်ကြွသူတယောက်အနေနဲ့ပဲဖိတ်တာလားတော့မသိဘူးပေါ့ဗျာပွဲတော့ကျွန်တော်တိုက်ပုံလေးဝတ်သွားပါတယ်ကျွန်တော်တို့တွေတိုက်ပုံတွေမဝေးရလို့တိုက်ပုံတွေခောက်ကျိုးနေလို့ကျိုးနေတော့အဲ့ဒါလေးကိုတိုက်ပုံလေးကိုကျွန်တော်ထုတ်ပြီးတော့ဝစ်ပြီးတော့သွားခဲ့ပါတယ်ရုပ်ကတော့နည်းနည်းလေးတန့်နေတယ်ပေါ့နော်အဲ့တော့ဒီနေ့ရောက်ခဲ့တဲ့ပွဲကတော့တန်လင်းမှာကျွန်တော်တို့ YMBA အသင်းเนาะကျွန်တော်တို့မြို့နယ်ဆိုင်ဘုတ်တင်ပွဲပေါ့နော်တန်လင်းမြို့နယ်ဆိုင်ဘုတ်တင်ပွဲအခမ်းအနားအဲ့ဒီမှာဝါစုသင်္ကန်းကတ်ကြတယ်ပေါ့နော်ဝါစုသင်္ကန်းလေးလည်းကတ်တယ်ပေါ့အဲ့တော့ဒီပွဲလေးမှာကျွန်တော်မထင်မှပဲတွေ့ခဲ့ရတာလေးတွေကတော့ဟိုဘယ်လိုခေါ်မလဲဆိုတော့ကျွန်တော်ရဲ့ခရိုင်ဟာလည်းကျွန်တော်တငယ်ချင်းမိတ်ဆွေနော်ဒီဟာဥက္ကဋ္ဌတွေကလည်းတွင်းမှုတွေကလည်းကျွန်တော်မိတ်ဆွေတွေအကုန်ဖြစ်နေတော့ကျွန်တော်သိတဲ့သူတွေပေါ့နော်ကျန်းကာရေးပါတီကဥက္ကဋ္ဌလည်းတွေ့ခဲ့တယ်ပေါ့နော်တွေ့တော့အားလုံးနှုတ်ဆက်ကြပါတယ်ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ဒီပွဲလေးမှာလူငယ်တွေ YMBA အသင်းမှာတိုင်းခရိုင်နော်ခရိုင်အဆင့်ထိပေါ့နော်လူငယ်တွေဟိုဘယ်လိုခေါ်မလဲဆိုတော့ active ဖြစ်တဲ့လူငယ်တွေနော်ဟိုနေ့ဖြစ်တဲ့စီလုံးညီညွတ်မှုတိုင်းတာအနေနဲ့ရှိကြဖို့တော့လိုတာပေါ့နော်ဘယ်အသင်းဖွဲ့ဘယ်ပုံကိုဘယ်နေရာဘယ်ဒေသပြီးယနေ့နိုင်ငံရေးအခြေအနေမှာစီလုံးညီညွတ်ရမယ်ဆိုတဲ့အရာတစ်ခုကကျွန်တော်တို့ရှိပါတယ်အဲ့တော့ကျွန်တော်အိန္ဒိယရုပ်ရှင်ဇာတ်ကားလေးမှာကျွန်တော်ကြည့်ခဲ့ရတဲ့ဇာတ်ကားလေးမှာပေါ့နော်အဲ့မှာသူကသုံးသွားတဲ့ဇာတ်ကားလေးကအိန္ဒိယနိုင်ငံကိုတဲ့တီထောင်ခဲ့တာအိန္ဒိယနိုင်ငံကိုတီထောင်တာတချို့ပြည်သူလူထုကအိန္ဒိယပြည်သူတွေကသိကြတယ်ပေါ့နော်အိန္ဒိယပြည်သူတွေကဘယ်လိုထင်ကြလဲဆိုတော့အာဏာနဲ့အုပ်ချုပ်တယ်ပေါ့အမှန်တကယ်တော့မဟုတ်ပါဘူးပေါ့နော်အာဏာနဲ့အုပ်ချုပ်တာမဟုတ်ပါဘူးစီးလုံးညီညွတ်မှုနဲ့အုပ်ချုပ်တယ်ဆိုတဲ့စကားကြီးလုံးကျွန်တော်အရန်ကြိုက်တယ်ပေါ့နော်အဲ့တော့ကျွန်တော်နောက်နေ့ကျရင်ကျွန်တော် TikTok မှာစကားချဲ့ပြီးတော့เนาะစီးလုံးညီညွတ်မှုကိုတိုင်းပြည်ကိုဘယ်လိုအုပ်ချုပ်ရလဲဆိုတဲ့ဟာလေးเนาะအိန္ဒိယနိုင်ငံရဲ့ပြိုက်သွားတဲ့ရုပ်ရှင်ကားလေးရဲ့ဟာလေးကျွန်တော်မြန်မာပြည်အခြေအနေနဲ့ဖြစ်နေတဲ့ဟာလေးကိုကျွန်တော်တို့အကျယ်ထည့်ပြီးတော့ကျွန်တော်ပြောပေးပါမယ်ဆွေးနွေးတင်ပြပေးပါမယ်အဲ့တော့ဘာပဲပြောတိုင်းပြည်မှာစီးလုံးမှာညီညွတ်ပါဆိုစကားလေးကနှလုံးလေးလုံးပဲရှိပေမဲ့အဲ့ရဲ့အနှစ်ဒိတ်ပဲအရန်ကျေပြတ်ပါတယ်လောက်တာကိုင်းတာတွေအဲ့တော့အထက်အောက်ပုဂ္ဂိုလ်မှန်သမျှเนาะအပေါ်မှာရှိနေတဲ့ပုဂ္ဂိုလ်ကြီးတွေဟိုးအောက်ခြေမှာရှိနေတဲ့ပုဂ္ဂိုလ်လေးတွေကအစပေါ့เนาะတယောက်ဆက်သွယ်မှုအားကောင်းပြီးတော့ပူးပေါင်းဆောင်ရွက်ပြီးစီးလုံးညီညွတ်ဖို့လိုပါတယ်နိုင်ငံရေးအတွေးအခေါ်အမျိုးချစ်စိတ်ရှိဖို့လိုပါတယ်ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်တိုင်းပြည်ကိုချစ်နိုင်တဲ့သူတွေပုဂ္ဂိုလ်တွေဖြစ်ကြပါစေနိုင်ငံတော်အလံလေးကိုကျွန်တော်ရင်မှတ်မှာထားရပါတယ်ဗျာဒီအားလေးနဲ့ပတ်သက်ပြီးကျွန်တော်တို့အမြဲထားဝရပါတိုင်းပြည်အတွက်ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်